ခေပြိုနဲ့ပြိုမေတို့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီတစ်ပတ်မှာတော့ပြိုမေတို့ပေါ်အကြံဖတ်မှုဆိုတာမျိုးတွေကဘယ်လိုမျိုးလေးတွေဆိုတာကိုတီးတလောက်လေးမျှဝေဆွေးနွေးသွားတော့မယ်နော်ခေပြိုငါတို့မင်းကလေးတွေကပေါ်လုံချုံမှုကိမိစေတဲ့အကြံဖတ်မှုဆိုတာဘာကိုပြောတာလဲမှတ်ထားပြီးတော့ပြိုမေမင်းကလေးတွေဖြစ်လို့ကြံကြံတန်တန်ပြုမှုမယ်ဆိုပြီးတမင်လုပ်တဲ့အပြုမှုတိုင်းကိုအကြံဖတ်မှုလို့ခေါ်တယ်ဟာဘာလို့မင်းကလေးတွေပေါ်အကြံဖတ်မှုတွေဖြစ်ရတာလဲတချို့အမျိုးသားတွေကသူတို့ရဲ့မင်းကလေးတွေအပေါ်လွှမ်းမိုးနိုင်တဲ့ပါဝါကိုတမင်တကာအလွဲသုံးစားလုပ်ကြလို့တခါလေကြာရင်ဒီလိုပြုမှုဆက်ဆံတာကိုအကြံဖတ်မှုလို့မသိကြတဲ့အတွက်ကြောင့်မို့လို့ငါတို့မင်းကလေးတွေကလက်ခံမိနေကြတယ်ငါတို့ရဲ့ပတ်ဝန်းကျင်တွေမှာတော့ဖြစ်လေဖြစ်တာရှိတဲ့တဘာဝတစ်ခုလို့ယူဆလာကြတယ်အဲ့ဒါဆိုရင်မင်းကလေးတွေပေါ်အကြံဖတ်မှုဆိုတာမင်းကလေးတယောက်ပေါ်ထိခိုက်နာကျင်စေတဲ့အပြင်ချုပ်ကြိုက်ထားခြင်းနဲ့ရည်ရွယ်ချက်တွေနဲ့လုပ်တဲ့အပြုတ်မှုတွေကိုအကြံဖတ်မှုလို့ခေါ်တာပေါ့နော်ဟုတ်တယ်အမှရုပ်ပိုင်းရောစိတ်ပိုင်းရောလိမ်ပိုင်းဆိုင်ရာပိုင်းတွေရောအကုန်ပါတယ်နော်ငါကူနမူနာလေးတွေနဲ့ပြပါလားခေပြိုဥပမာအနေနဲ့ဆိုရင်ငါကနင်းနဲ့မုတ်စာထွက်ဖို့နင့်ကိုလာခေါ်တဲ့လမ်းမှာငါကိုယောက်ျားလေးတွေကငါရဲ့ဝတ်စားထားပုံတွေလမ်းလျှောက်ပုံတွေငါရဲ့ပုံပန်းတံတန်တွေကိုဟိုပြောဒီပြောအော်ဟစ်ပြောရင်အဲ့ဒါစိတ်ပိုင်းဆိုင်ရာအကြံဖတ်မှုဟာအော်စစ်ကူနာကြည်စေရာမျိုးကုအထင်မြင်သေးစေတဲ့အကြံဖတ်မှုမျိုးပေါ့နော်အဲ့ဒါဆိုရင်ရိုက်မယ်နဲ့မယ်လို့ချင်းချောက်တာတွေကိုမီတာဆုဝင်တဲ့နဲ့ပေးမတွေ့တာတွေတငယ်ချင်းတွေနဲ့ပေးမတွေ့တာတွေလည်းပါတော့ပေါ့နော်အဲ့အားတွေအပြင်ငါတို့တဘောမတူပဲဓာတ်ပုံရိုက်တာတွေငါတို့ရဲ့ခန္ဓာကိုယ်ကိုစူးစိုက်ကြည့်တာတွေမျက်စိမှိတ်ပြတာတွေပြီးတော့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးပြောရဆိုတာတွေလည်းပါတယ်ငါတို့တဘောမတူတဲ့စကားအသုံးအနှုန်းတွေပြောတာတွေရောပေါ့ဟဲ့ဥပမာအနေနဲ့ဆိုရင်တဲလေးဟေးချစ်အဲ့အားတွေပေါ့ဟဲ့အမလီတတင်းထားလိုက်တာယူပိတ်ဆိုင်ရဆိုရင်ငါတို့အနောက်လိုင်းကလီမယားတွေသူတို့ရံဖြစ်တဲ့အခါခန္ဓာကိုယ်ထိခိုက်နာကြောင်ရက်နဲ့တာတွန်းထူတာတွေမျိုးပေါ့နော်ဟုတ်တယ်မလားခိပြိုဟုတ်တယ်လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမျိုးကတော့အတ္တမပြုချင်တာရင်းနေတာကိုအသင်းလိုက်နှမ်းရှုပ်တာဖုံးအုပ်ကာကွယ်ထားတဲ့အစိတ်အပိုင်းတွေကိုလက်ကင်ပေးရမဟုတ်ရင်လည်းငါတို့ကိုအသင်းလက်ကင်ခိုင်းတာတခုခုရဖို့အတွက်လင်ကိစ္စလိုက်ရောပေးလိုက်ရတာအဲ့အရာမျိုးဟာအခုကနီးပညာခေတ်ဆိုတော့ငါတို့ရဲ့မျက်နှာပုံတွေကိုဖြတ်ညက်ကတ်တွေလုပ်ပြီးတခြားသူတွေကိုရှောက်ပြမယ်ဆိုပြီးချင်းချောက်တာထိကဘာဟိကဘာ message တွေပို့ပေးတာအဲ့အရာတွေကနီးပညာဆိုင်ရာအကြံဖတ်မှုတွေပဲအိုးအဲ့လိုကိုကြောက်စရာကြီးနော်ငါတို့လူစီကြိုတက်တူအတင်းလက်ထက်ခိုင်းတယ်ဆိုရင်အကြံဖတ်မှုပေးလားအသက်15နှစ်လောက်ပဲရှိသေးရဲ့စေကျော်တက်ကိုနှစ်မှာရွေးချယ်ပိုင်ခွင့်မရှိဘူးဆိုပြီးအတင်းအကျပ်လက်ထက်ခိုင်းအကြံဖတ်မှုတစ်မျိုးပဲဟာအရှိမငါပြောခဲ့တယ်လို့မျိုးမိန်းကလေးတယောက်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ကိုအဲ့ဒီမိန်းကလေးကပဲပိုင်တယ်ဘယ်သူကမှသူ့ရဲ့စိတ်နဲ့ခန္ဓာကိုယ်ကိုနာကျင်အောင်လုပ်ခွင့်မရှိဘူးအဲ့ဒါဆိုရင်သူတို့အကြံဖက်ခံရရင်ဘာလုပ်ရမလဲသူယုံကြည်အားထားရတဲ့သူတယောက်ယောက်ကိုပြောပြရမယ်ကီလို့ငါ့ကိုလာပြောပြရင်ရောနင့်ကိုပြောပြလာပြီဆိုရင်နင်ကအဲ့လိုဖြစ်တာဟာသူ့အဖြစ်မဟုတ်ဘူးဆိုတာကိုပြောပြဖို့အရေးကြီးရဲ့အကြမ်းဖက်တယ်ဆိုတာကတမင်နာကျင်စေခြင်းလို့ကိုတမင်လုပ်တာအကြမ်းဖက်နေမသုံးပဲဖြည့်ရှင်းလို့ရတဲ့နည်းလမ်းတွေအများကြီးရှိနေတာပဲဟာအကြမ်းဖက်မှုပုံစံတွေကများသောအားဖြင့်ဆိုယောက်ျားလေးကမိန်းကလေးတွေပေါ်အကြမ်းဖက်တဲ့ပုံစံတွေပဲဟာနင်ပြောပုံအရဆိုရင်အကြမ်းဖက်တဲ့ပုံစံမှန်သမျှကအန်ဒီရှိတာတွေ့ချပဲနော်ရုပ်ပိုက်ဆရာအကြမ်းဖက်မှုကတော့မြင်တာထင်တာရှိပေမဲ့စိတ်ပိုင်းနဲ့လင်ပိုင်းကတော့ထင်တာမြင်တာမရှိဘူးဆိုပြီးစူးကျူးတွေတိတ်မရှိတော့ဘူးဆိုပြီးရှော့သွဲလို့မရဘူးနော်ဟုတ်တာပေါ့စိုးကျိုးတွေချောင်းကိုတော့ငါတို့နောက်တစ်ပတ်မှပြန်ပြောကြရအောင်လေနော်
ငါတို့ခုမုတ်သွားစားကြရအောင် အေးအေး ရှင်းရတဲ့ပြပြမေတို့ရေခေပြိုတို့လိုမိန်းကလေးတွေပေါ့အကျန်းဖတ်မှုအကြောင်းကိုသိသွားပြီဆိုတော့ပြပြမေတို့အတွက်အသိပညာဗဟုသုတတွေထပ်ပြီးတိုးသွားမယ်လို့မျှော်လင့်ပါတယ်ခေပြိုတို့ရဲ့ channel လေးကပြပြမေတို့အသိပညာဗဟုသုတတွေတိုးဖို့တထောင်တနေရာကနေပါဝင်အားဖြစ်ပေးနေတယ်ဆိုရင် subscribe ရယ် like and share လေးတွေရယ်လုပ်ပေးဖို့တောင်းဆိုလိုက်ပါရစေနော်